ဟဲ့ဘာစဉ်းစားနေရလဲ ငါဘန်နေကပတ်စံတွေကိုဘယ်နာကိုတောင်းရင်ကောင်းမလဲလို့စဉ်းစားနေ တဲ့ဟုတ်ပါလားဘလောက်တောင်မို့လို့လဲ 1000ခွဲ 哎呦我的妈！ ဖိနေပါယောက်ျားရဲ့ 啊，ဘာဖြစ်လာတော့ဟာ ကျွန်တော်ဒီနေ့ကောင်းအောင်မှာပတ်ဖန်လိုက်ခံရလို့ ပတ်စံမဲ့ဘယ်ထားလဲ ဘောလီချထားလေ ဟောအဲ့ထဲထားကိုမဲ့နိုင်တာမသိလိုက်ဘူးလား လိုက်တာတည်တယ်ပတ်စံယူမှမထင်လို့ပေါ့ တောင်းငါပေါ်လီမရောက်ပါလေ ဟာနင်းဘော်လီကြောက်တယ်ငါလည်းဘာဆိုင်လို့လဲကွာ ညနေမှာငါပေါ်လီကိုချုပ်ပြီးပါလေ ဩကတင်အောက်မှာလားမသိဘူးမိမတပည့်ကြီးကြီး နောက်တစ်ခါငါပေါ်လီကိုချုပ်ပြီးဝိုင်းပြန်ဝတ်ပေးတော့နေ ယောက်ျားဒီမထွေးမဲလင်းနဲ့ပပဝရီမြင်ဘူးလား ဘလို့လို့မြင်မှုမှာတော့ မမြင်ဘူးရင်မိမကိုကြည်လိုက် no မတော်မလင်းနေဆိုတော့အားသွင်းတဲ့အပေါက်ကဘယ်နှမ်းမှာ 哎呦我的妈！